မင်္ဂလာပါရှင်ဒီနေ့15ရက်နေ့တလပိုင်း2026ဖြစ်ပါတယ်ရှင်နော်လူမျိုးရေးဘာသာရေးမိုင်းကအရန်ကြဖို့ကောင်းတယ်မင်းပါပြည်သူတို့လူမျိုးရေးဘာသာရေးမုံတီးမှုကအရန်ကြဖို့ကောင်းတယ်မင်းပါပြည်သူတို့နော်ကျမတို့မြန်မာနိုင်ငံကနော်ဒီနေ့ဆိုရှင်နိုင်ငံတကာကတရားစွဲတယ်ပေါ့ရှင်နော် ICJ ရောက်သွားတယ်ပေါ့ရှင်နော်ပြဿနာကဘယ်ကနေစကလဲဆိုရှင်ပြဿနာကလူမျိုးရေးဘာသာရေးမုံတီးမှုကြောင့်နော်ကျမတို့မြန်မာနိုင်ငံကနော်အရန်နိုင်ကြတဲ့စစ်တပ်အတိုင်းဝိုင်းတစ်ခုရှိတယ်အဲ့ဒါကတော့သူတို့တွေကနော်အဖေမမီလို့ရှိရင်နော်သားသမီးမရကိုသွားဖမ်းတယ်သားသမီးကိုမမီလို့ရှိရင်မိဘကိုသွားဖမ်းတယ်ကျမတို့ငယ်ငယ်တော့ဆိုရှင်ကျမတို့မြန်မာနိုင်ငံရဲ့တမိုင်းထဲမှာဆိုရှင်ကမ္ဘာတမိုင်းမှာကျမတို့ကသင်ကြားတဲ့ဘာသာတစ်ခုရှိတယ်အဲ့ဒါတော့ဟာမိုယာဘီဤကိုတာဥပဒေတည်တဲ့မျက်လုံးတစ်လုံးစုပ်လို့ရှင်မျက်လုံးတစ်လုံးချင်းတာသွားတစ်ချောင်းစုပ်လို့ရှင်သွားတစ်ချောင်းချင်းတဲ့ဆိုလိုတာကအဖေရှိလို့ရှင်အဖေကိုအပြစ်တင်ရမယ်နော်သားသမီးမမီလို့ရှင်မိဘကိုသွားဆွဲထုတ်တယ်ဆိုတာကလောကမအားစတဲ့နော်အရာတစ်ခုဖြစ်ပါတယ်ရှင်နော်ဒီနေ့ဆိုရင်ကျမတို့မြန်မာနိုင်ငံကနော်ဖုန်ကြီးကနေအစ ICJ ရောက်သွားတယ်ဆိုတာကျမတို့ကအရန်ရှက်ဖို့ကောင်းတယ်မိဘပြည်သူတို့နော်ကျမတို့မြန်မာနိုင်ငံကဖျားစီဒီပေါ်တလာလူသားချင်းစာနာမှုမရှိတဲ့တိုင်းပြည်ယဟန်တန်ကပေါ်တလာယဟန်ရုပ်တွေပြင်းနေတဲ့တိုင်းပြည်နေကြတဲ့လူမှုအတိုင်းဝိုင်းဖြစ်ပါတယ်ရှင်နော်အဲ့တော့အာဇာကိုမမီလို့ရှင်အဲ့ဒီအာဇာကိုမိအောင်ဖမ်းရမှာဒါပေမဲ့လိုဟင်းရွာတွေတရွာလုံးမီရှို့လိုက်တယ်ဆိုတဲ့ဟုတ်ကအဲ့ဒါဂျီနိုဆိုက်ဖြစ်ပါတယ်ရှင်နော်ပြီးတော့အဲ့ဒါဘာနဲ့သွားတူလဲဆိုရင်တိုင်းရင်းသားလက်နက်ကင်ကိုမမီလို့ရှိရင်တိုင်းရင်းသားရဲ့ရွာတွေကိုအကုတ်လုံးမိရှုတယ် KNU ကိုမမီလို့ရှိရင်ကရင်ရွာတွေကိုအကုတ်လုံးမိရှုပလိုက်တယ် KIA ကိုမမီလို့ရှိရင်နော်ကချင်ရွာတွေကိုအကုတ်လုံးမိရှုပလိုက်တာနော်နေကြတဲ့မြန်မာနိုင်ငံရဲ့စစ်တပ်အတိုင်းအဝိုင်းနဲ့လက်ရုပ်ရည်နှလုံးရည်မရှိတဲ့မြန်မာနိုင်ငံရဲ့စစ်တပ်အတိုင်းအဝိုင်းဖြစ်ပါတယ်ရှင်နော်ဒီနေ့ဆိုရင်ကျမတို့မြန်မာနိုင်ငံကနော်လူဟင်ယာနဲ့လူမျိုးတုံးမွန်ကြောက်နော် ICJ ရောက်သွားတာကအရန်ကိုရှက်ဖို့ကောင်းတယ်အဲ့ဒါကမီတို့ရဲ့လူသားချင်းစာနာမှုမရှိတဲ့ဆိုကြဒီနိုင်ငံမှာလူမျိုးပေါင်းမြောက်များစွာနဲ့ဘာသာပေါင်းမြောက်များစွာနေထိုင်တဲ့အရှိတရားကိုမင်းတို့လက်ခံရမယ်ဘယ်လူမျိုးဘယ်ဘာသာဝင်မဆိုဒီနိုင်ငံမှာနေဒီနိုင်ငံနဲ့ဥပဒေကိုလိုက်နာရမယ်လူမျိုးတိုင်းမှာလူကောင်းရှိရင်လူဆိုးရှိတယ်ဘာသာတိုင်းမှာလူကောင်းစီလူဆိုးရှိတယ်ဆိုတာမိတို့မမေ့ပါနဲ့ရှင်နော်အဲ့တော့အာဇာကိုမမိလိုက်တာနဲ့မိတို့လူဟင်ယာရွာတွေကိုမိတို့တရွာလုံးမိရှုပလိုက်တာတိုင်းရင်းသားလက်နက်ကင်လူမျိုးပေါ့ရှင်နော်အဲ့ဒါတွေကနှိမ့်ကြတဲ့မြန်မာနိုင်ငံရဲ့နော်လက်ရုပ်ရည်နှလုံးရည်မရှိတဲ့မြန်မာနိုင်ငံရဲ့စစ်တပ်အတိုင်းဝိုင်းဖြစ်ပါတယ်ရှင်နော်ကျမတို့ပြောချင်တာကနော်မိတို့နိုင်ငံကြီးသားဖြစ်ချင်တယ်ဆိုရင်တိုင်းပြည်ကိုငြိမ်းချမ်းစေချင်တယ်ဆိုရင်လူသားချင်းစာနာဖို့လိုတယ်ရှင်နော်လူသားချင်းစာနာမှုကတိုင်းပြည်ငြိမ်းချမ်းရေးရဲ့သင်္ကေတတစ်ခုဖြစ်ပါတယ်ရှင်နော်အဲ့တော့ဒီ ICJ ကကျမတခုပြောချင်တာကအယူခံဝင်လို့မရဘူးရှင်နော်ပြီးတော့မိတို့လူမျိုးရေးဘာသာရေးမုံတီမှုကြောင့်မိတို့မြန်မာနိုင်ငံကတရားစွဲချင်းခံရတယ်ဆိုတာမိတို့မမေ့ပါနဲ့ရှင်နော်အဲ့တော့ကျမတို့ပြောချင်တာကနော်မိတို့စိတ်ထားအောက်တန်းကြတဲ့မိတို့စိတ်ဓာတ်နော်မဘာသာတို့နော်မြက်ကမ်းမျိုးချစ်တို့စစ်တာတို့နော်မိတို့တွေကမြန်မာနိုင်ငံရဲ့အိုမဲတုတ်တဲ့တရားခံဖြစ်ပါတယ်ရှင်နော်အဲ့တော့ကျမတို့ပြောချင်တာကဒီနေ့ ICJ ကမိတို့အယူခံဝင်လို့မရဘူးရှင်နော်အဲ့ဒါမိတို့ရဲ့နေကြတဲ့မြန်မာနိုင်ငံရဲ့စစ်တပ်အတိုင်းဝိုင်းနေကြတဲ့မြန်မာနိုင်ငံရဲ့ရဲအတိုင်းဝိုင်းဖြစ်ပါတယ်ရှင်နော်အဲ့ဒါမိတို့ရဲ့လောက်ရကိုမိတို့တောင်းယူမှုတောင်းခံမှုရှိရမယ်ရှင်နော်အဲ့ဒါကမိတို့ရဲ့လူမျိုးရေးဘာသာရေးမုံတီမွန်တောက်โอเค